ကဲအားလုံးပဲမင်္ဂလာပါဒီပွဲမှာတော့ကျွန်တော်ဖက်ကလူတွေကနဲ့ညီတယ်ဗျအကုန်လုံးအတန်လေးတွေဖွင့်ပြီးတော့ကျွန်တော်ကျုံးဖို့အတွက်တိုင်ပင်ထားတယ်ပေါ့နော်ဒီပွဲလေးကိုလာကြည့်တဲ့ညီကိုတွေကတော့ဟုတ်ပါတယ်ဟုတ်ပါတယ်ကြားရနော်တဲလေးတွေ share လေးတွေပါညာပါဗျာနေပါလောက်ရလိုက်တယ်ဒီဖြစ်တော့မယ်ခိုင်းကဲဟိုဘက်မှာတော့6ပေါ့နော်6ဒီကောင်ကတော့6က skin နဲ့ဗျကျွန်တော်ဖက်မှာတော့ no counter လူကက်က skin တော့မရှိဘူးဒါပေမဲ့ तू က skin ပိုကောင်းမလားဆိုတော့ကျွန်တော်ကြည့်ရအောင်နော် skin မရှိဘဲနဲ့ skin နဲ့ချပြသွားမလားဆိုတာနော် skin တွေပါရေးမကြည့်ဘူးဒီက skin ပဲ skin မရှိဘူးဆိုတော့ team သေးနေပါလား okay ပါပွဲရအောင်ကြည့်ကြအောင်ကျွန်တော် enemy ရှိရနေကိုလေးတော့ကြည့်မယ် okay enemy ရတာမစားဘူးဆိုတော့ကျွန်တော်ကိုလင်းကိုတော့ကန့်ကြည့်ပါဦးနော်ကိုလင်းမှာဟုတ်တယ်တို့နှစ်ကောင်လာတာဗျနှစ်ကောင်တော့ကောင်ဘာလို့မရဘူးကျွန်တော်ကတွေးပဲနေနေလေး short ကြည့်လိုက်ပါဖလစ်ကာရပါနော်ဖလစ်ကာရတော့ဒီကိုလေးစားလို့ရအောင်ကူညီပေးလိုက်ပါကျွန်တော်ဒီမှာကိုပတ်လေးစားရမယ်ဒါကိုပတ်လေးရေးကြည့်ရအောင်ကျွန်တော်မိတ်ပါရောက်လာပြီဆိုတော့မိတ်ရတယ်ကောင်းတယ်ဗျ right time ပဲရောက်လာဆိုတော့ကျွန်တော်ဒီဖက်နဲ့ခေါ်အောင်ပေးလိုက်မယ်အဲ့မှာစားအဆင်ပြေပါ okay အဲ့တော့အဆင်ပြေသွားပြီပေါ့နော်လေလန်းပြန်တော့မှကျွန်တော်လေလန်းမှာတို့မစားဘူးဗျဟိုမစားထားဘူးနော်တော့မစားထားဘူးကောလက်ပိုက်ပြီးတော့လက်ပိုက်ပြီးတော်လဲဝင်သွားပြီလက်ပိုက်ပြီးတော်လဲဝင်သွားပြီလက်ပိုက်တော်လဲဝင်သွားပြီဆိုတော့ဒီကောင်းလေးဘာတယောက်လဲစားနေဆိုတော့ဗျကျွန်တော်ဘာလို့မရသေးဘူးအဲ့တော့ဒီကောင်ကသူတို့ဟိုက်ပါဒီမှာမလာရဲတော့ဘူးဗျကျွန်တော်တွေ့သွားပြီတော့တခြားနေရာသွားရင်အင်ဂျလာ level 2နဲ့လာတော့ကျွန်တော်ချတော့ဒါသူတယောက်ထဲထင်တော့သွားလိုက်မဟုတ်ဗျတယောက်ထဲထင်တော့သွားလိုက်တယ်ဗျသူ့အနောက်မှာဖော်ပေါင်းပါတယ်ပြတ်တယ်ဗျကျွန်တော်ဘက်ဟာဝူဇာတော်တော်ကောင်းတယ်ဗျကျွန်တော်ဘက်ဟာဝူဇာက J Stay Humble တော်တော်ကောင်းတယ်ဗျကျွန်တော် assistant တော့မရတော့ဖလစ်ကာနှမျောလိုက်တာဖင်ရပြီးတော့ဖလစ်ကာခုံလိုက်တွတ်တယ်ချောင်ပလိုလေးကတော့မဲ့နေပြီဟာဝူဇာအနမ်းရသွားပြီဟာဝူဇာအနမ်းရသွားပြီတွင်းညီနမ်းရပြီးတော့လိုက်တယ်ဆိုပေမဲ့မရလိုက်ဘူးနော်အနောက်မှာဂရီနာလာကောက်ချင်တာပေါ့ဂရီနာလာကောက်ချင်နေတာဆိုတော့အဲ့တော့ကျွန်တော်ဘက်က make ကလည်း right time ပဲဗျလုံးဝရောက်လာပြီးတော့မျိုးလှုပ်ပြီးတာပေါ့နော်ဒါမျိုး public player နဲ့တွေ့ရဆိုရင်ကျွန်တော်တို့ကနိုင်ဖို့ chance ကတော်များသွားပြီချောင်းဆိုရင် level 3ပဲရှိရဗျနှိမ်ထားဦးလည်းကျွန်တော်တွေးနေနေ short ကောင်းလေလားချောင်းကတော့ဝါနဲ့ဝင်ရိုက်ချင်တာပေါ့ဒါကျွန်တော်က show ပါရောနော်တွေးတစ်စက်တွေနဲ့တော့သွားတယ်ပေါ့ဒီပွဲမှာတော့ကျွန်တော်နည်းနည်းလေး item နောက်ကျနေပေါ့နော်ကျွန်တော် item လေးတော့အရင်ရအောင်ယူလိုက်အောင်ကပတ်ထည့်လိုက်မယ်ကပတ်လေးအရင်ထည့်လိုက်မယ်ဗျလေလမ်းမှာမီဒီယန်တွေတော့လွတ်နေတယ်ကျွန်တော်မစားအောင်မိတ်အတွက်ခြံပေးလိုက်မယ်ဟိုဘက်ကမိတ်တမိတ်တော်များတယ်ဗျသူတို့ကအားကတ်ကိုပဲမဲနေတာဗျအားကြတော့မသိရတော့ကောင်းတဲ့ပြည်တယ်ကျွန်တော်အင်ဂျလာတကောင်တော့ပြင်ရလိုက်သေးဆိုမဲ့ Ray နဲ့ပတ်ထိုးနေဗျဟိုကောင်တော့ ultimate မားသွားဗျ ultimate မားသုံးတော့ဗောနော်ခြုံလေးပြက်ဝင်သွားကျွန်တော်နည်းနည်းကောင်ဓာတ်ပိတော့ပေးကြည့်အောင်ဘာမှမဟုတ်ဒီကောင်အချိန်နဲ့တော့ဆွဲနေတာနော်ကျွန်တော်ကြုံသွားပြီဗျကျွန်တော်ပတ်မေးရတယ်ကောင်းတယ်ဗျ right time ရောက်လာကျွန်တော်တော့မလို့တော့
အဲ့ကော့တာဆိုးနေရတော့ကောအမေကတော့လွတ်သွားသေးတယ်ဆိုရတော့အော်မလွတ်ဘူးညာလုံးဝထဲထိလိုက်လောက်တာအကောက်ပါကောက်သွားတေးပြီတို့ဟိုက်ပါအာတွေးတစနဲ့တွတ်သွားတယ်ဗျာတွေးတစနဲ့တွတ်သွားတာ ကိုတက်ကြOh my god bro ဘာရပြန်အဲ့တော့ဘာ ကော့ကိုစားခြင်းနဲ့ကြာရဲကောကော့သားစားခြင်းနဲ့အာအစ်ပေအောက်ပလေးဗျာအစ်ပေအောက်ပလေးပြပါရင်ကောအစ်ပေအောက်ပလေးနဲ့ပြန်ပြပါရင်အဲ့ကောင်ဖက်မမိတ်တမ်းနေနေများကျွန်တော် mass man တော့ဘာမှကာပါမပေးရဘူးဗျာဒီပွဲ mass man လည်းလုံးဝအငြိမ် မထွန်းလိုက်ကောင်း mass man လုံးဝအငြိမ်ရအာကာပါမရဘူးလို့ဘာလို့လုံးဝအတန်မထွက်ဘူးတော့ mass man လုံးဝအငြိမ်အနောက်မှာကရီနာအနောက်မှာလာနော်ကောရဲ့အနောက်မှာဒီဘက်ခြုံထဲမှာအေးအဲ့ခြုံထဲမှာအေးအဲ့မှာတကယ်ကောင်းတယ်အာဂတ်သလားဟိုလောက်ပြီတစ်ချက်ပဲဗျာဘာမှအောင်လုံးစရာမလိုခေါ့ကိုကျွန်တော်လုံးတော့မှာ ဟောပါတော့ဟောလိုက်တော့ မပြတ်ဘူးဗျာကျွန်တော်ကလည်းဟိုဟာကြီးဆိုတော့တိုင်တာ တာဝါထဲတော့မစွန့်စားတော့ဗျာလေလန်းလေးပဲလုံးလိုက်မယ်နော်အောက်လန်းလေလန်းလေးပဲနေလုံးလိုက်တော့အဲ့လို pressure ပေးပြီးတော့တစ်ချက်ချင်းပဲကောင်းနေတော့မားသွားပြီကျွန်တော် spare ကုန်ပေးလိုက်တာဟာဘူဇာမအဲ့ဒီရှိလားမရှိလားမသိဘူးမရှိတော့ဘူးဟာဘူဇာပြေးပြီကောင်းတယ်ဟာဘူဇာ share လို့နေနော်ဟိုအလှလေးရှောင်ပြပါတော့တတယ်တော့ကီးနေအစောထန်နေအောင်ကရီနာအာဂါရဝင်လုံးပြီဗျမတ်စမန်ကိုတယ်လုံးနေတာအာဂါတစ်ချက်အောင် ဒီတော့ သူပြန်ဆုတ်လိုက်ရန် race များတယ်ဗျတော့မတ်စမန်တော့ပါသွားပြီဗျချောင်းပိုင်ဝမ်းနေလာမေးတာကွာဒါကျွန်တော်ချောင်းပြန်မေးလိုက်တာပါလဲပေါ့နော်ရင်းပါလဲငါပါလဲပေါ့ဟာဘူဇာတော့ကောင်းတယ်ဒါပေမဲ့ကောင်း spare မရှိလို့လားမသိဘူးပြန်ပေးလိုက်ရအောင်အခုဟီရိုကီကတော့ကျွန်တော်တာတယ်တာဝါလဲကျွန်တော်တာတယ်ကျွန်တော်တာဝါဆိုရင်အပေါ်အလေရောအစ်စ်ကြီးပဲရှိသေးတယ်အဲချောင်းကကျွန်တော်တွေ့ရတယ် edit တန်းပေးတာဗျာအကောင်လဲကျွန်တော် enemy jungle ရောနည်းဝင်လောက်ကြမှာနော်အဲ့ကောကလည်းလွတ်ထားလို့မရတယ်ပါအဲ့ကောင် true damage အနောက်မှာချောင်းဝင်လာနိုင်တယ်ဗျာလည်းကြည့်တာချောင်းပြောင်း ဟောချောင်းလဲမှာဗျခြုံကူတိုက်တာကောင်းတယ်ပြီးသွားပြီတွားပြီကောင်းတယ်
ကောင်းတော့ပဲအကခရီးမပါဘူးโอเคပတ်တဲ့တကယ်လာရပတ်တဲ့အကြီးဖြစ်သွားဗျာဘာကြီးလဲမသိဘူးဗျာကျွန်တော်အေဒီဝင်ပိုင်းကျွန်တော်မပြတ်သွားဘူး ဘူးလေးနဲ့ရှိုးကြပါ snow accessory တွေးဖြစ်နေတော့အိမ်တော့ခဏပြန်မရအဲ့တော့အိုက်တန်ကတော့ကျွန်တော်တွေးတက်နေပဲဆက်လိုက်တော့မယ်ဗျာနဲတွေးတက်တဲ့ဟာချောင်းနဲ့အာကန်တော့ဘိုင်1မေးပြီဗျာဟိုကောင်ကတော့ skin ရှိရတော့ skin ရှိတယ် skin ကတော့မရှိဘူးဒါပြေးနေရပြီ skin ရှိတဲ့ကောင်ပြေးနေရတာ ဘာလဲပေါ့နော်မေးလိုက်တာကျွန်တော်ကပြန်ပြီးတော့ကောင်းတယ်မင်းတို့ဘာလုံနေတာလဲပေါ့မင်းတို့ဘာဖြစ်ချင်တာလဲ ဒီလေးလိုက်ပြီးတော့ဒီလေး ကေးပေးပါဦးဒီပွဲမှာအာဂတ်က initiate လုပ်သွားတာ ဘူးရအောင်များဒီလေး အာဂတ်ကကေးမရဘူးဗျာ0ကေးပဲဒါပေမဲ့သူကရှေ့စောနဲ့ဝင်ပေးရဆိုတော့ မကကောင်းပါလေသူဟာပါ ဟောပြစ်တာဒါမှမဝင်ဖြစ်တယ်ဟာညီတို့မိဘုံလုံးလိုက်တယ်မသိ အော်ရိုက်ပြီးတော့ ကျွန်တော်လည်းဒါမှဝင်ခိုင်းမယ်တာဝါတစ်ချက်လောက်ခေါ်ရတာဝါတော့ရပြီဗျာမတ်မောင်ဘက်ကနေလည်းပေးထားလိုက်မနောက်လာကောကြုံလိုက်ဟာဦးစားတယ်နည်းနည်းတစ်ချက်လွင့်တစ်ချက်ဝင်ကောက်လာဗျအဲ့ကောင်ဘာလုပ်လို့မရတော့ဘူးဗျတာဝန်နဲ့တော့ဖြူလိုက်ကောင်းတယ်ဒီမှာဒီနေရာမှာပေါင်းတော့တကယ်ကောင်းတယ်အားလိုက်တော့ဗျာပြီးွားပြီဗျာဆောင်းမိုက် YouTube လေးမှာလာပြီးတော့အားပေးကြပါဗျာအခုကြည့်နေတဲ့ brother တွေလည်းကျေးဇူးပါဗျာဒါတော့ကျွန်တော်ရဲ့အားတော့တန့် play style လေးပါဗျာယာဒီစလေးပါပေါ့ကျွန်တော် solo player တယောက်ပါကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တော့ကိုမနိုဖြစ်ပါတယ် bye